မျိုးသားအားတိုးစေးအတွက်တဘာဝစီနီးလေးပြောပြပေးထားတာအရန်ကောင်းပါတယ်အတူတူကြည့်လိုက်ရအောင်ပါရှင်အခုတစ်ခါမမကြီးမျှဝေပြီးကျင်တာကတော့အမျိုးသားတွေတက်ပါအမျိုးသားတွေအသက်40ကျော်50အမျိုးသားတွေဆိုလို့ရှိရင်အားအင်တွေပေါ့နော်တဘာဝအကြောင်းပဲဖြစ်ဖြစ်လောကရန်ကြောင့်ပဲဖြစ်ဖြစ်အားအင်တွေကုန်ခန်းလာတတ်ကြတယ်အဲ့တော့အဲ့လိုမျိုးအားအင်တွေကုန်ခန်းလာပြီဆိုရင်အိမ်တွင်းနီးလေးနဲ့ပဲရှင်မိဖို့ကြောင့်ထဲမှာရှိတဲ့ပစ္စည်းလေးတွေကခွန်အားရန်ကိုဖြစ်စေချင်မှဖြစ်စေပါတယ်เนาะအဲ့ဒါကဘာလေးတွေလဲဆိုတော့စက်သွဖြူရဲ့စက်သွနီရဲ့ဂျင်းရဲ့ပြားရည်ရပဲလိုပါတယ်ရှင်လောက်ရတဲ့နီးလေးကလည်းအရန်ကိုလွယ်ကူပါတယ်ရှင်စက်သွဖြူရဲ့စက်သွနီရဲ့ဂျင်းရဲ့ကိုမီးအောင်ရမယ်เนาะမီးဖုတ်လိုက်ပါเนาะမီးဖုတ်ပြီးသွားလို့ရှိရင်အဲ့ဒါကိုပြားရည်နဲ့ရောပြီးတော့စားရမယ်ဘာနဲ့လှုပ်ထားမှန်းမသိတဲ့ဆေးတွေကိုဈေးကြီးပေးပြီးဝယ်တော့မဲ့အစားဒီဆေးနည်းကိုစမ်းသုံးကြည့်ပါဆေးနည်းလေးတေချာထပ်ပြောပြမယ်ကြက်သွန်နီကြက်သွန်ဖြူချင်းတို့ကိုမီးဖုတ်ပြီးပြားရည်နဲ့ရောစားပေးပါတပတ်ကို3ချိန်လောက်စားပေးပါအဲ့ပြီးတော့သူတို့ရဲ့ဓာတ်သဘာဝလေးတွေရှိပါတယ်ရှင်ပြကျက်သွန်အနီကကြတော့သွေးအားကောင်းတယ်ကျက်သွန်အဖြူကသွေးလေပတ်မှုအားကိုဖြည့်ဆည်းပေးပါတယ်ပြီးတော့ဂျင်းကကြတော့ခန္ဓာကိုယ်အတွင်းပိုင်းကိုနှွေးစီတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ပြီးတော့ပြားရည်ကကြတော့အားပြန်လဲဖြည့်ဆည်းပေးရရှင်အဲ့ဒါတစ်ပတ်ကို2ချိန်3ချိန်လောက်ဖြစ်ပေါ့နော်အများတမ်းမစားပြစ်တောင်မှစားပေးပါရှင်အနည်းဆုံး2ချိန်လောက်ပြီးစားပေးပါအဲ့ဒါကမျိုးသားရဲ့အတွက်ခွန်အားပြန်လဲတိုးတက်စေတယ်ဖြည့်ဆည်းပေးတယ်ကုန်ခန်းသွားတဲ့အားအင်တွေသူကနေပြီးတော့လှုပ်ဆောင်ပေးပါတယ်။ဘာဖြစ်ဆိုတော့အပြင်မှာဈေးကြီးပေးပြီးတော့ဆေးတွေဝယ်စားမဲ့အစားအဲ့လိုလွယ်လွယ်ကူကူနဲ့မိဖို့ထဲမှာပဲရတယ်။အားဖြည့်ဆေးတွေကိုတဘာဝလက်ဆောင်အနေဖြင့်စားသုံးကြည့်လိုက်ပါရှင်။အဲ့ဒါအရန်ကိုကောင်းပါတယ်နော်။ဒီကအမျိုးသားတွေအတွက်ပါရှင်။သွားကြည့်လိုက်ပါနော်။အဆင်ပြေကြမှာပါရှင်။ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုရင် like follow လုပ်ဖို့မမေ့ပါနဲ့နော်။သိထားတဲ့သူတွေရှိရင် share ပေးခဲ့ပါဦးနောက်ထပ်ကျန်းမာရေးဗဟုသုတတွေကိုဆက်လက်မျှဝေပေးသွားပါမယ်။